ကဘာကျော်မိုနာလီဇာနောက်ွယ်ကတိုလောလှုပ်ဝက်ချက်များကဘာပေါ်မှာအပိုးပြတ်နိုင်ဆုံးနဲ့လူပြောအများဆုံးပကြီးကတစ်ချက်ကိုပြပါဆိုရင်တော့ပြည်သစ်နိုင်ငံပါရီမြို့ကလူပြတိုင်မှာရှိတဲ့မိုနာလီဇာကိုပဲပြရမှာပါ။သမိုင်းပညာရှင်တွေနဲ့ပကြီးချစ်ရသူတွေကိုရာစုနှစ်ပေါင်းများစွာခေါင်းချောက်စီခဲ့တဲ့မိုနာလီဇာရဲ့စိတ်ဝင်စားစရာလှုပ်ဝက်ချက်9ချက်ကိုပြန်လည်မျှဝေပေးခြင်းပါတယ်။နံပါတ်1ပါရမီရှင်ဒါဗင်ချီရဲ့လက်ရာမွန်ဒီကဘာကျော်ပကြီးကားကိုအီတလီနိုင်ငံရဲ့ကဘာကျော်ပညာရှင်လီယိုနာရိုဒါဗင်ချီကရေးဆွဲခဲ့တာဖြစ်ပါတယ်။သူဟာဒီပကြီးကားကို1503ခုနှစ်ကနေ1506ခုနှစ်အတွင်း3နှစ်ခန့်အချိန်ယူပြီးရေးဆွဲခဲ့တာဖြစ်တယ်လို့လေ့လာတွေ့ရှိချက်တွေရသိရပါတယ်။နံပါတ်2ထင်သလောက်မကြီးမားတဲ့ပကြီးချက်လူများစုကမိုနာလီဇာပကြီးကားကိုပိုစတာအကြီးကြီးဒါမှမဟုတ်နယံစီးပကြီးလို့အကြီးကြီးလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းတော့ပကြီးကားဟာအလျား30လက်မှာအနံ22လက်မှာပဲရှိတဲ့ပကြီးကားအသေးလေးပဲဖြစ်ပြီးအလေးချိန်ကတော့8ကီလိုဂရမ်18ပေါင်ခန့်သာရှိပါတယ်။နံပါတ်3တသားပြပေါ်ကအနုပညာနဲ့နှစ်ပေါင်းများစွာဆောင်းခဲ့ရတဲ့နှက်ခမ်းဒါဗင်ချီကဒီပကြီးကားကို canvas ပြင်စပေါ်မှာဆွဲခဲ့တာမဟုတ်ပဲအစင်းမြင့် popular တသားပြပေါ်မှာစီစေးနဲ့စိတ်ရှိလက်ရှိရေးဆွဲခဲ့တာပါအထူးသဖြင့်မိုနာလီဇာရဲ့လိုဝက်ဆန်ကျလာတဲ့ပြုံးရောင်တန်းနေတဲ့နှက်ခမ်းတစ်စုံကိုပုံဖော်ဖို့အတွက်တင်ဒါဗင်ချီကနှစ်ပေါင်းများစွာအချိန်ယူခဲ့ရတယ်လို့ဆိုကြပါတယ်နံပါတ်4ပြဆုံးသွားသောမျက်ခုံးမွေးနှင့်မျက်တောင်မွေးများပကြီးကားကိုဒီကက်ကြည့်လိုက်ရင်မိုနာလီဇာမှာမျက်ခုံးမွေးနဲ့မျက်တောင်မွေးတွေမရှိတာကိုသတိထားမိကြမှာပါဒါပေမဲ့ဒီပညာမြင့်စကန်ဖက်စစ်ဆေးမှုတွေအရာဒါဗင်ချီကမူလကမျက်ခုံးမွေးနဲ့မျက်တောင်မွေးတွေကိုတည်တည်ချာချာဆွဲခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်ရာစုနှစ်ပေါင်းများစွာကြာလာတာရဲ့တန်ရှင်းမလုပ်ခဲ့တာတွေနဲ့ထိသိမှုအားနည်းခဲ့တာတွေကြောင့်တုပ်ဆေးတွေတဖြည်းဖြည်းအယောင်မိန်ပြီးပြက်ကွယ်သွားခဲ့တာဖြစ်ပါတယ်နံပါတ်5ဆာလုံမောင်းအမှန်ကမိုနာလီဇာကျမတို့တွေအင်္ဂလိပ်လိုမိုနာလီဇာကိုအမြဲရေးလေးရှိပေမဲ့အီတလီလိုဆာလုံမောင်းအမှန်ကတော့မိုနာလီဇာပဲဖြစ်ပါတယ်မိုနာဆိုတာကအီတလီဘာသာစကားမက်ဒေါနာကနေဆင်းသက်လာတာဖြစ်ပြီးအဓိပ္ပာယ်ကတော့မိုင်လီလို့အဓိပ္ပာယ်ရပါတယ်နံပါတ်6ကဘာကြီးကိုတုံ့လှုပ်သွားစေခဲ့တဲ့ပကြီးကခိုးယူမှုကြီးမိုနာလီဇာကိုလူသိပိုများပြီးပိုကြောကြားစေခဲ့တဲ့အဖြစ်ပြက်ကတော့1911ခုနှစ်ကအကြီးကျယ်ဆုံးခိုးယူမှုကြီးကြောင့်ပါပြတိုင်းမှာလုံခြုံရေးဖန်လုံရင်လုပ်ကို9ရက်ခံထားရတဲ့အီတလီလူမျိုးဗင်ချန်ဆိုပရူဂျာဆိုသူကပကြီးကကိုအင်ဂျီအောင်မှာဝက်ပြီးခိုးထုတ်သွားခဲ့ပါတယ်သူခိုးယူရတဲ့အကြောင်းရင်းကတော့ဒါဗင်ချီကအီတလီလူမျိုးဖြစ်လို့ဒီပကြီးကဟာပြင်သစ်မှာမရှိသင့်ပဲအီတလီနိုင်ငံရဲ့အမျိုးသားအမွေအဖြစ်မိခင်မိမှာပဲရှိတဲ့နဲ့ဆိုတဲ့မျိုးချစ်စိတ်ကြောင့်လို့ဆိုပါတယ်နံပါတ်9လူဖပြတိုက်စီတို့ပြန်လည်ရောက်ရှိခြင်းနှစ်နှစ်တိုင်တိုင်ပျောက်ဆုံးနေခဲ့တဲ့မိုနာလီဇာပကြီးကားကို1913ခုနှစ်ကြာမှာအီတလီမှာပြန်လည်ခြေရခံမိခဲ့ပါတယ်အဲဒီနောက်မှာတော့ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိလူဖပြတိုက်စီကိုဘေကင်းလုံခြုံစွာပြန်လည်တည်ဆောင်လာခဲ့ပြီးယနေ့တက်တိုင်ကြီးကမှန်အောက်မှာကဘာလက်ခီးတဲ့တန်းပေါင်းများစွာကိုဆွဲဆောင်လို့နေစေဖြစ်ပါတယ်ဒီလိုလှုပ်ဝက်ဆန်းကျဲပြီးဆွဲဆောင်မှုရှိတဲ့မိုနာလီဇာရဲ့အပြုံးနောက်ွယ်ကအချက်တွေထဲမှာဖယ်ချက်ကတင့်ကိုအင်အားတည်ဆုံးဖြစ်စီမလဲဆိုတာကိုကွန်မန့်မှာရေးသွားခဲ့ပြပါအောင်နော် Fine Knowledge Share မှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့အသစ်သောအကြောင်းအရာတွေကိုလက်မလွတ်တမ်းနားထောင်နိုင်ဖို့ကျမတို့ရဲ့ page လေးကို follow and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်